လာပါကျွန်တော်တူရီနဲ့ပတ်စင်ရှာမယ်တူရီခုခံပါကျွန်တော်ဒီမှာပြပြချင်တာက15ရက်နေ့ညနေရ3ည3လောက်သွားတာဘယ်အချက်ကြောင့်လာသွားလဲဆိုတော့ရှင်းပြမယ်ပေါ့နော်ပြောပြမယ်ပေါ့နော်ပထမဆုံးချက်ဒီ3နဲ့3ည3တောက်ရှေ့ဘက်တောက်ကြနေကရှေ့ဘက်တောက်ကြနေရလာသွားပြီပေါ့နော်အဲ့မှာဆိုရင် तू က30နဲ့3အဲ့လိုမျိုးတနေကုန်ကြာထားတာဆိုရင်ဒါ14နှစ်တည်းမှာ4ချိန်ရှိတယ်အဲ့4ချိန်လုံးမှာဒီ30 3က30နဲ့3အဲ့နေကုန်ကနေ3ဆိုတဲ့ခဏပြန်ခွေရ3ရက်တွင်ပြီးဆိုရင်သူ့ရဲ့အပေါ်ရက်အဲ့30 3တနေကုန်ဖြစ်ထားရဲ့အပေါ်ရက်နေကုန်ကနေပြန်ခွေတယ်အဲ့ဆိုရင်ကျွန်တော်တို့အခုနောက်ဆုံးဖြစ်သွားတဲ့33ရဲ့အပေါ်က3နဲ့4ခုပေါ့နော်အဲ့ဒါကိုပြန်ခွေရဆိုတော့3ပဲပြန်ရတယ်ပေါ့နော်ပြီးတော့အဲ့မှာအချိန်နေလဲကုန်လာသွားတယ်ပြီးနောက်တော့ကျတော့ဒီ break ပေါ့နော် break မှာဒါ3 break ကဘယ်လိုလာလဲဆိုပေါ့နော်ဒီမှာဆိုရင်3 break 3ကန်ဖြစ်ထားရဆိုရင်ဒါ2012ကနေစပြောပေါ့နော်ဒီ9ရက်တွင်မှာသူ3 break ဒီလုံးဝပြတ်ပင်မရှိဘူးဆင်းထားရပေါ့နော်ဒါ2025မှာနောက်ဆုံးဖြစ်ထားတဲ့6လေးမှာလဲသူက3 break ပြန်ဆင်းထားရပေါ့နော်ပြီးနောက်တော့သူကတေးနေကုန်မှာ3 break ဆင်းထားရင်ဆိုရင်သူက3 break လာတယ်3 break နောက်ဘက်လုံးဝကျင်းနေလိုက်ပေါ့နော်အဲ့မှာ3 break တွေဒီဘက်အများကြီးလာပါတယ်ပြီးတော့2ခွန်4ခုခွေလေးလာတယ်ဆိုတော့ဒီမှာ2ခွန်4ခုခွေနောက်ဆုံးထိလာသွားပြီပေါ့နော်ဒါတော့ဒီဘက်3 3ကိုလူလာသွားပြီဆိုတော့ပြောပြပါပေါ့နော်